တာဝန်ထမ်းဆောင်နေတဲ့ဖြစ်တဲ့ဝါချင်းကတော့အင်အားနှိမ့်ချက်ခံနေရအောင်တွေ့ပြီးကုညီရမလားဆိုတဲ့စကားတခုမဲ့တွားမိလိုက်ခဲ့ပြီးတော့ကုညီပါလို့ပဲပြောခိုင်းနေပါတယ်။အင်အားကတော့ဘာမှမပြောရတဲ့အတွက်ကြောင့်မလို့ထပ်သွားရမယ့်အချိန်မှာဝါချင်းရှာကိုလမ်းဆွဲခဲ့ပြီးသူ့ကိုကုညီပေးဖို့ပြောလိုက်တာကြောင့်ကျောင်းသားရဲ့ကော်လောင်ထပ်ပြီးအောင်ကြိတ်ပြီးလိုက်ပါတယ်။အိမ်နောက်စားပြီးအင်အားနာမှာဝါချင်းကကိုတယောက်လိုတငယ်ချင်းတယောက်လိုအမြဲတမ်းရှိနေခဲ့ပြီးတော့ဆရာတယောက်လိုပဲအမြဲတမ်းရှိနေပြီးကောက်ွယ်ပေးရတာပါ။ဒါရမာရဝါချင်းတွေကဆရာရှုံးနဲ့တွားပြီးတော့တွေးဆောင်ခဲ့ပြီးတော့ဖြစ်ပျက်မြရီရှာအလုံးကိုပြောပြပါရဲအမှန်တကယ်တော့ဝါချင်းကလေးစားနေရမဟုတ်ပဲနဲ့အဲလိုဆရာတရားကိုလူချင်းနေရဲ့အတွက်ကြောင့်မှအမှန်တိုင်းတော့ဆရာရှုံးရဲ့နောက်ွယ်ကိစ္စတွေကိုအားလုံးစုံစမ်းပြီးသားဖြစ်နေတဲ့ဝါချင်းတွေကအကုန်လုံးဝင်ချပြပါတော့တယ်အစင်စတဲ့ဝင်နေကြရဲ့ကျောင်းသားတွေအကောင်တော့နိုဗီတူရှင်မှာတက်ကြပေမဲ့အစင်တစ်ဖြစ်တဲ့ကျောင်းကတော့အဲ့ဒီတူရှင်မှာတယောက်တည်းမတက်တဲ့သူတယောက်ပါအခုလိုခင်နေရတဲ့ရှာတွေအကောင်လုံးကိုဆရာကကြိုးကင်ပြီးလုံနေရတာဆိုပြီးတော့တဲမေးလိုက်ပါတယ်တကယ်လို့သာကျောင်းကစာမေးပွဲမဖြေနိုင်တော့ဆိုရင်တော့နိုဗီတူရှင်ကလည်းပို့ပြီးတော့စင်တက်လာမှဖြစ်တယ်လို့သိကြပါရှားတယောက်ကလည်းအကျိုးမြတ်ရနိုင်ပါတယ်ပြီးတော့ကျောင်းရဲ့မိဘတွေရဲ့စတူဆိုင်ကရုပ်ပြက်ဖြက်စီးခံလိုက်ရတာတွေကျောင်းစာတင်နေတဲ့ကျူရှင်ကိုင်းဆရာကလည်းရုပ်ပြက်နားပါတာတွေကဆရာကြောင့်မလားဆိုပြီးတော့တဲပြောလိုက်ပါတယ်ပြီးတော့ဒါရီတင်မဟုတ်ပဲနဲ့အရင်ကျောင်းမှာချီနေခဲ့တဲ့ဟယ်ရီနဲ့ပတ်သက်တာကိုပါမေးလိုက်ပါတယ်အမှန်တကယ်တော့အရင်ကျောင်းမှာရှိနေခဲ့တဲ့ဆယ်လီဖြစ်ခဲ့တဲ့ဟယ်ရီတယောက်ကဒီဆရာရဲ့ကျောင်းတူဖြစ်ခဲ့ပူပါတယ်ဒါပေမဲ့ဟယ်ရီကစာရမ်းတော်ပြီးတော့ဘာကြောင့်မလို့ဒီလိုနိုင်ငံသားတက္ကသိုလ်အကြောင်းကိုဝင်ခွင့်မရခဲ့ရလဲဆိုပြီးဆရာကမေးပါတယ်။အဲ့ဒီအချိန်မှာထူးထူးခြားခြားပဲအစင်စတိဖြစ်နေတဲ့စူယောင်းဆိုတဲ့ကောင်မလေးတယောက်ကဟယ်ရီရဲ့နေရာမှာအစား